ကျွန်အတွက်အရေးအသားတစ်ခုအစင်းအတန်အနံ့အရသာတွေနဲ့မူရစ်ပျော်ဝင်နေတော့လားဘုရားသခင်ကိုရောစကားစမီပြောကြည့်လားယုံကြည်ပါဆိုတာထက်ဘာတွေပူချခဲ့တယ်လဲလုံနေတာတွေခဏရက်အဝေးကိုတစ်ချက်ကြည့်လိုက်စမ်းပါကို့အတန်ထွက်နဲ့ကိုတိတ်ဆိတ်နေရတဲ့လူတွေအထီးကျန်ခြင်းကိုသွေးကြောတဲ့တစိမ့်စိတ်ထိုးသွင်းနေတာမြင်ရဘဝဟာဘလောက်များပင်ပန်းလိုက်တယ်လေလို့လွတ်ချခဲ့ခြင်းများကိုစာလောင်ပါကျွန်လဲနေတဲ့ကဘာမှာအားလုံးရက်သွားတဲ့ကိုကြံမြင်ရမှာလောက်ပေါ်ပါတာမရှိဘူးလူတွေအချိန်တိုင်းလောကတွေကထွက်ခွာနေကြတာပဲရှင်ကောင်းတွေကော်ဖီကွက်ထဲဗျိုင်းတူခုန်ချနေကြတာကစိတ်ကြယောဂလားလို့ငါမတွေးတော့ဘူးမိုးလင်းမိုးချုပ်ကို့အည်ပြားကိုပုတ်တက်အနာတရာတိုင်းအတွက်အရှာနေဖြစ်တဲ့နေ့ရက်တွေစိုက်တွဲဆွဲတဲ့ဘဲကြီးပြောဘူးတလို့ပေါ့ဘဝကချူပါတယ်ကို့ဘက်ကညင်းဝေလွယ်နေဖို့ပဲလို့တာຫນွေဟာပူဆွေးဝမ်းတဲ့ဘွယ်ရအတိနဲ့ရောက်ရှိလို့လဲလာပြီမြင်ဘူးတဲ့တကွက်ကာတွန်းပုံလေးတွေကလို့ကျိုးဝင်းတွေရဲ့တစ်ဖက်မှာစိမ့်မြလှပတဲ့မြက်ခင်းပြင်ကြီးတွေဆိုတာတကယ်လဲရှိခြင်းရှိနေခဲ့မှာကျွန်ချက်ကီ